ချင်ပြည်နယ်ဟိုပင်မြို့ဇီနာယာမှာကကုန်းကျောင်းတိုင်းအတွင်း၌တန်ဃာတော်များအားကတ်လူအပ်တော်ဥတာလိုက်ဒေါ်မြင့်မြင့်ဝင်းသမီးမတ်မေဒီလိုက်မတ်သွန်းစုလိုက်သားမောင်ဆိုင်အောင်ဖုံးမြင့်တို့၏သုံးနှစ်မြောက်လှူဒန်းသည့်ကထိန်အလှူတော်မင်္ဂလာခမ်းနားတွင်နိုင်ငံတော်စာပေ24စုရှင်မြေလက်မင်းတွင်ရေးဖွဲ့တည်ကုန်းအပ်တော်တန်ဃာရီမှန်ညက်တင်ကံလူရန်ကုံရှိန်မြက်ကထိန်အမည်ရှိတန်ချိုရရုမြတ်80ဘောတေးတတ်ပါဖျားဤတေးတတ်အားဖျားတပည့်တော်ခင်ပိုးပကြီးမှတီဆို၍စန္ဒယာဆရာမင်းကိုပိုင်မှတီးခတ်မှာဖြစ်ပါတယ်ဖျား